Hello everyone ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်က pattern 3ခုကိုသင်ပေးခဲ့တယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာလည်းနောက်ထပ်အသုံးများသော speaking pattern 3ခုကိုဆက်ပြီးတော့အတူတူလေ့လာကြည့်ရမယ်နော် Okay ဆိုတော့ပထမဦးဆုံးဒီနေ့သင်ရမယ့် pattern အသစ်က I have blessed noun ဆိုတဲ့ pattern ပုံစံဖြစ်တယ်နော်ဆိုတော့ဒီ I have ဆိုတာကကိုမှရှိတယ်ကိုမှပိုင်ဆိုင်တယ်ဒါကိုပြောချင်တဲ့အခါမှာကျွန်တော်တို့သုံးတာပေါ့နော်ဆိုတော့သူ့ရဲ့ဒီ structure ကတော့ I have blessed noun ဆိုတဲ့ပုံစံကိုသုံးတာပေါ့နော် Okay ဆိုတော့ဒါတွေကတော့လူတိုင်းသိပြီးသား pattern ပဲဖြစ်ပါလွယ်လွယ်ကူကူပါပဲအဲ့တော့ I have blessed noun ဆိုတော့ I have နောက်က noun နေရာမှာကိုပိုင်ဆိုင်တဲ့ဟာတွေထည့်ပြီးအစားထိုးလိုက်ရတယ်လွယ်လွယ်လေးရဘာမှမခက်ဘူးနော်ပထမတစ်ခုက I have a book နောက်တစ်မျိုးကျွန်တော်ဘယ်လိုပြောလို့ရအောင် I have a dog and then I have two sisters စသည်ဖြင့်ဒီ noun နေရာမှာကိုပိုင်ဆိုင်တဲ့ဟာတွေကိုအစားထိုးပြီးပြောလို့ရတယ်ဘာမှမခက်လွယ်လွယ်လေး Okay နောက်ထပ် pattern နောက်ထပ်တစ်ခုပေါ့နော်နောက်ထပ် pattern တစ်ခုကကျွန်တော်တို့ like plus noun ဒါမှမဟုတ် verb ing ဆိုတဲ့ပုံစံပေါ့နော်ဆိုဒီဒုတိယ pattern ကကြတော့ဘာလဲဆိုကိုဘာကြိုက်လဲကိုဘယ်ဟာ enjoy ဖြစ်လဲကိုဘယ်ဟာ prefer ဖြစ်လဲပေါ့နော်ကိုရဲ့သဘောကျကြိုက်နေတဲ့ဟာဒါကိုပြောနေတဲ့နေရာမှာဒီပုံစံကိုသုံးလို့ရတယ်ဆိုတော့ဒီမှာ I like ဆိုတဲ့ဟာရဲ့အနောက်မှာ noun ဒါမှမဟုတ် verb ing တစ်ခုခုပေါ့နော်ဒါကိုထည့်ပြီးကျွန်တော်သုံးလို့ရတယ်ဥပမာနဲ့ဆိုရင်ငါ coffee ကြိုက်တယ်ဆိုရင် I like coffee I like music ဒီလိုမျိုး noun တွေထည့်ပြီးသုံးလို့ရလို့ဆိုတော့ verb ing တစ်ခုဖြစ်တဲ့ I like reading ဒီလိုမျိုးပုံစံနဲ့ထည့်ပြီးတော့သုံးလို့ရတယ်เนาะဆိုတော့တတိထားမှာတစ်ခုရှိတယ်ဗါလဲဆိုတော့တတိထားမှာဘာလို့လဲဆိုတော့ verb ကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကverb ing ထည့်ရမယ်ပေါ့နော် I like read ဆိုပြီးတော့သုံးလို့မရအောင် I like reading လို့ပဲသုံးရတယ်เนาะ verb ing ပုံစံနဲ့ပဲသုံးရမယ်ပေါ့နော်ဒါနောက်တစ်မျိုးပြောရရင် gerund ပုံစံမျိုးပေါ့နော်ဒါကတော့နည်းနည်းအဆင့်မြင့်သွားတဲ့အပိုင်းဖြစ်တဲ့အတွက်နောက်ဗီဒီယိုကြီးကြာမှပဲရှင်းပြရမယ် Okay ဒီ level မှာမှတ်ထားတာလွယ်လေး I like နောက်က noun ဒါမှမဟုတ် verb ing ဒါပဲထည့်မယ်เนาะ Okay နောက်ဆုံး pattern တစ်ခုပေါ့နော်ဒီနေ့သင်မယ့်နောက်ဆုံး pattern က I don't like bless now verb ing ဒီပုံစံဖြစ်တယ်ဒါကတော့အရှိကသင်ခဲ့တဲ့ I like ကပြောင်းပြန်ပေါ့နော် I like ကကြိုက်တာဆိုရင် I don't like ကမကြိုက်တာပေါ့နော်တော်တော်လေးရဲ့ဆိုတော့ to talk about what you do not enjoy or prefer ကိုဘာကြိုက်လဲကိုဘာမကြိုက်ဘူးလဲကိုဘာမကြိုက်ဘူးလဲကိုဘယ်ဟာကိုမနစ်သက်ဘူးလဲဆိုတော့ဒီဟာကိုပြောဖို့အတွက်ဒီပုံစံသုံးလို့ရတယ် I don't like bless now verb ing ပေါ့နော်ဒါဒီလိုမျိုးသုံးလို့ရတယ်ဥပမာဆိုရင် I don't like tea ငါလည်းဖေးမကြိုက်ဘူးဒါကိုမကြိုက်တဲ့ဟာကိုပြောလို့ရတယ်ဥပမာနောက်တစ်ခုက I don't like spicy food ဆက်တဲ့စားစရာတွေမကြိုက်ဘူးเนาะဆက်တာတွေမကြိုက်ဘူးဒီလိုပြောလို့ရတယ်အဲ့လိုပဲခုနဒီအရှိက I like button မှာပြောခဲ့သလိုပဲ verb ing ထည့်ပြီးတော့ I don't like waiting ဆိုပြီးတော့ verb ကို gerund ပုံစံ verb ing ပြောင်းပြီးတော့ငါစောင့်နေရတာမကြိုက်ဘူး I don't like waiting ဆိုတော့ဒီလိုမျိုးလည်းထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော် Okay ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က I have က I like က I don't like ဆိုပြီးတော့basic speaking pattern သုံးခုကိုလူတို့ရှင်းအများဆုံးနည်းနဲ့ရှင်းပြီးတော့သင်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီ pattern တွေကိုဗီဒီယိုကြည့်ပြီးတော့လေ့ကျင့်ခြင်းနဲ့ရေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ comment မှာကြည့်သွားပြီးလို့ရပါတယ်ပေါ့နော် Okay ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပဲနောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ဒီ speaking pattern လွယ်လွယ်ကူကူလေးနဲ့ထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်